ရက်90တိတိနေတိုင်းရေတကားလန်တောက်ရင်ဘာဖြစ်မလဲပထမဆုံးနေ့အစပိုင်းမှာတော့တင့်ခန္ဓာကိုယ်ကရေကြီးနေပြီလို့ထင်သွားပါလိမ့်မယ်အိမ်သားလေးကိုပဲခဏခဏပြေးနေရမယ်ဘိုက်ထဲမှာပြည့်ပြီးလှုပ်လိုက်တိုင်းရေအိတ်ကြီးတစ်ခုလိုတပြက်ပြက်နဲ့ခံစားနေရလိမ့်မယ်တပတ်မြောက်တင့်ကြောက်ကအခြေအနေကိုလိုက်ရောညီထွေဖြစ်အောင်ပြောင်းလဲလိုက်ပြီးစွမ်းဆောင်ရည်မြင့်စက်ပစ္စည်းတွေလိုအညစ်အကြေးတွေကိုစစ်ထုတ်ပေးပါတော့တယ်အသားရည်စီကားကြည်လင်လာမယ်မျက်ကွင်းညိုတာတွေတက်တာလာပြီးမျက်နှာအသားရည်ပိုကောင်းလာလိမ့်မယ်နှစ်ပတ်မြောက်တင်ဆဲတွေထဲမှာရေဓာတ်အပြည့်အဝဖြည့်တင်းပြီးသားဖြစ်သွားပါပြီအာဟာရဓာတ်တွေစီးဆင်းမှုကောင်းမွန်လာပြီးခေါင်းမကြည်တာတွေပျောက်သွားမယ်လူကအားအင်တွေပြည့်ဝငြိမ်သက်လာလိမ့်မယ်ညနေ3နာရီလောက်ဆိုပင်ပန်းနွမ်းနယ်သွားတတ်တဲ့အလေးထားမျိုးမရှိတော့ဘဲလန်းဆန်းတက်ကြွနေပါလိမ့်မယ်တလားမြောက်အယိုးစစ်တွေကပိုပြီးချုံမွေ့လာတယ်လို့ခံစားရမယ်အယိုးနုတွေမှာရေဓာတ်ပြေဝသွားလို့ဒူးစစ်ကမြည်တဲ့အတန်တွေပျောက်သွားလိမ့်မယ်အစာချေစနစ်ကလည်းနာယီပတ်တိုင်ခွက်လိုတိကျမှန်ကန်လာပြီးဇီဝကမ္မဖြစ်စဉ်ကပိုပြီးထိရောက်စွာအလုပ်လုပ်လာပါတယ်နှစ်လမြောက်တဲ့အသားအရည်ကဝင်းပလာလို့ဘေးလူတွေတောင်တတိထားမိလာလိမ့်မယ်တင်းရဲ့ဇီဝကမ္မဖြစ်စဉ်ကကယ်လိုရီတွေကိုပိုပြီးထိထိရောက်ရောက်လောင်ကျွမ်းစေပါတယ်3လမြောက်တင်ဟာအရင်ကထပ်ပိုပြီးနှုပြိုတာကိုတွေ့ရလိမ့်မယ်ခန္ဓာကိုယ်ရင်းကလီစာတွေကအကောင်းဆုံးစွမ်းဆောင်ရည်နဲ့အလုပ်လုပ်ကြပါတယ်တင့်ခန္ဓာကိုယ်တစ်ခုလုံးကိုအတွင်းပိုင်းကနေအပြင်ပိုင်းထိအသစ်ပြန်လဲပြုပြင်မွမ်းမံလိုက်တယ်လို့ပါပဲ